Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့လဘာဘူးသင်းအနေနဲ့ဒီရာသီကြိုခြေစမ်းပွဲ၄ပွဲပြီးရဲ့နောက်မှာရောင်းချသွားတဲ့ကစားသမားတွေနောက်ဒီရာသီသစ်မှာပေါ့နော်စီနီယာကစားသမားကြီးတွေနဲ့အတူနေရာရလာနိုင်တဲ့နေရာရလာတဲ့လူငယ်ကစားသမားလေးတွေအကြောင်းကျွန်တော်ထင်မြင်ယူဆချက်လေးတွေကိုအတူချုံပြီးတော့ပြောသွားမှာပါ Okayကဲဆိုတော့ကကျွန်တော်စပြီးပြောမှာရောင်းချသွားတဲ့ကစားသမားတွေဘယ်သူတွေလဲဆိုတော့ခီရီစာအန်ဒိုအေလီယိုနဲ့ဂျိုကိုမက်စတိုပဲဖြစ်ပါတယ်ဆိုတော့ကရောင်းချတဲ့ကစားသမားတွေကခီရီစာစပြီးတော့ပြောကြည့်လိုက်အောင်အသက်29နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖက်ဒီဂိုခီရီစာပြီးခဲ့တဲ့ရာသီမှာနီးပြအာနီစလော့လက်အောက်မှာပွဲထွက်ခွင့်တွေကိုညပြမရရှိခဲ့ဘူးဆိုတော့ကဒီနေ့ရာသီမှာတော့သူ့အတွက်ပွဲထွက်ခွင့်တွေကိုရရှိလာနိုင်ဖို့နီးပြတစ်လောက်ရာသီကြို၄ပွဲမှာ၃ပွဲပွဲထွက်ကစားခွင့်ရခဲ့ပြီးတော့တကိုးသွင်းယူပေးခဲ့တယ်ဆိုတော့အဲ့လိုမျိုးစူးစမ်းပြီးတော့ကစားခဲ့ပေမဲ့လည်းသူလိုချင်နေတဲ့ပွဲထွက်ခွင့်တွေကိုရလာနိုင်မယ်လို့မထင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့သူ့ရောင်းချတင်တယ်လို့ထင်ပါတယ်အခုပြောင်းရွှေ့မှာမရောင်းချသေးဘူးဆိုရင်တော့မှကျွန်တော်တို့ရဲ့တိုက်စစ်မှုအကီတကီဒဏ်ရာနေပြီးတော့ပြန်လည်တက်တာလာတဲ့အထိလီဗာပူးသင်းအနေနဲ့သူ့ကိုမှေးသုံးသွားပြီးတော့မှရောင်းချသွားမယ်လို့တော့ထင်တာပေါ့နော်ကဲနောက်တစ်ယောက်ကတော့အန်ဒိုအသက်33-34ရွယ်ရှိပြီဖြစ်တဲ့ဝါတာရူအန်ဒိုကသူ့ရဲ့အသက်အရွယ်ရသူ့ရဲ့ခြေစွမ်းတွေကလည်းကျဆင်းလာပြီဖြစ်တယ်အခုနောက်ဆုံးကစားခဲ့တဲ့မိုနာကိုနဲ့ရာသီကြိုခြေစမ်းပွဲမှာသူ့အနေနဲ့ကောင်းမွန်တဲ့ခြေစွမ်းမျိုးမပြသနိုင်ခဲ့ဘူးပြီးတော့နီးပြသစ်ကြီးအီရာအိုလာရဲ့လက်အောက်မှာနီးပြရဲ့ကစားပုံကစားကွက်ကစားဟန်ထဲမှာသူဝင်ဆက်နိုင်ခြင်းမရှိဘူးလို့ကျွန်တော်ထင်တာကြောင့်မလို့သူ့ကိုရောင်းချတင်တာပါအဲလီယော့အသက်23နှစ်ရွယ်ရှိပြီဖြစ်တဲ့အဲလီယော့ကရှေ့ကခီရီစာလိုပါပဲပြီးခဲ့တဲ့ရာသီတုန်းကအာစတန်ဗီလာကိုတစ်နှစ်အငှားနဲ့ထွက်ပြီးတော့ကစားခဲ့ရတယ်ဒါပေမဲ့အာစတန်ဗီလာမှာလည်းသူ့အတွက်ပွဲထွက်ခွင့်တွေများပြရရှိခဲ့ဦးဆိုတော့ဒီနှစ်ရာသီမှာနီးပြတဲ့အီရာအိုလာရဲ့လက်အောက်မှာပွဲထွက်ခွင့်တွေရရှိဖို့အတွက်သူကမ္ဘာဖလားကာလာအတွင်းမှာတကူကြီးသူ့ရဲ့ personal trainer နဲ့လေ့ကျင့်ခန်းတွေလုပ်တယ်လေ့ကျင့်ခန်းတွေဆင်းတယ်သူအရန်ကြိုးပမ်းခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီကြိုးပမ်းမှုကိုနီးပြတဲ့ကြီးအီရာအိုလာကလည်းအတိမပြုတဲ့အနေနဲ့သူ့ကိုရာသီကြိုခြေစမ်းပွဲ၄ပွဲလုံးမှာပွဲထွက်ကစားစေခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းသူ့အနေနဲ့နီးပြတဲ့ကြီးအီရာအိုလာရဲ့ကစားကွက်ထဲမှာစင်ပြေလို့တော့ကျွန်တော်ကတော့မမြင်မိဘူးဆိုတော့ပွဲထွက်ခွင့်တွေလည်းနဲလာလိမ့်မယ်လို့ကျွန်တော်ထင်တာကြောင့်မလို့ရောင်းတင်တယ်လို့ပဲမြင်မိပါတယ်အကယ်လို့ဒီပြောင်းရွှေ့မှာမရောင်းသေးဘူးဆိုရင်တော့ Florian Wirtz ရဲ့ backup အနေနဲ့ထားလိမ့်မယ်ထင်တယ်ဘာလို့လဲဆိုတော့ကွင်းလယ်တိုက်စစ်အတွက် Florian Wirtz အပြင်ဟိုမှစပိုစလိုင်းပဲရှိရယ်စပိုစလိုင်းကလည်းဘ ਹੁ ကွင်းလယ်စင်တာမစ်နေရာမှာအများဆုံးပွဲထွက်လာဖို့ရှိရကြောင်းမလို့ဖြစ်တယ်ပေါ့နော်ကဲအခုကတော့ဂျိုကိုမက်စ်လက်အသက်29နှစ်ရွယ်ရှိပြီဖြစ်တဲ့ဂျိုကိုမက်စ်ကသူကတော့ရုပ်ရှင်မင်းသားလားဘောလုံးသမားလားလို့တော့မေးယူရမယ့်အခြေအနေမျိုးမှာရှိရဗျာဆိုတော့သူကအမြဲတမ်းဒဏ်ရာခဏခဏရတယ်ကြန့်ခိုင်မှုနဲတယ်အဲ့ဒါကြောင့်မလို့ပဲကျွန်တော်ပြောချင်တာပဲဖြစ်တယ်ဆိုတော့အမြဲတမ်းဒဏ်ရာရနေရင်နီးပြတဲ့အီယာအိုလာရဲ့လက်အောက်မှာလုံးဝဆင်မပြေနိုင်ဘူးဗျာဘာလို့လဲဆိုတော့နီးပြတဲ့အီယာအိုလာရဲ့ကစားကွက်ကဘုံနိုင်ကျဲပြီးတော့ကစားရမယ်ဖြစ်ဖြစ်လက်လက်တွတ်တွတ်လက်လက်ရှိရမယ်ဆိုတဲ့ကစားကွက်ဖြစ်တာကြောင့်မလို့သူနဲ့ဆိုရင်တော့မဖြစ်ဘူးလို့တော့ကျွန်တော်ကတော့ထင်မြင်မိတာကြောင့်မလို့သူ့ကိုရောင်းတင်တယ်လို့တော့မြင်မိရပေါ့နော်ခုကတော့တောက်ပလာတဲ့လူငယ်ကစားသမားလေးအသက်18နှစ်သားအန်တိုင်22နှစ်အရွယ်ချမ်ပါအန်ဒူဂွေးနဲ့အသက်20မော်ရဆင်21နှစ်အရွယ်ကူမတ်အသက်19နှစ်ညိုနီလို့ခေါ်တဲ့နိုင်ယိုနီလီဗာပူးပရိသတ်တွေရဲ့ချစ်တော်အသက်18နှစ်သားလေးရီယိုအန်ဂူမိုပါကဲအဲ့လူငယ်ကစားသမားလေးတွေကတခြားအသင်းကိုပေါ့နော်အငှားနဲ့ထွက်ကစားရမယ့်ကစားသမားလေးကတော့အန်ဒူကွေပါအသက်18နှစ်ရွယ်သားရှိသေးတဲ့ဒီကစားသမားလေးကအင်္ဂလန်မှာ work permit မရဘူးပေါ့ဗျာဆိုတော့အခုလာမဲ့တလပိုင်းဇန်နဝါရီမှာသူ့ရဲ့ work permit point ကပြည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ work permit ပြည့်တဲ့အထိအနည်းဆုံးနှစ်တစ်ဝက်ဒါမှမဟုတ်တစ်နှစ်လောက်တခြားအသင်းစီကိုအငှားချပေးသွားမှာပဲဖြစ်တယ်ပေါ့နော်နှမျောစရာတော့ကောင်းတယ်ဗျသူ့ခြေစွမ်းစီနီယာကစားသမားကြီးနဲ့ဒန်းတူကိုကောင်းမွန်နေခဲ့တာဗျကဲဆိုတော့ကမိတ်ဆွေတို့အနေနဲ့ရော
ဘယ်လီဗာပူးကစားသမားကိုရောင်းချသွားတင်တယ်ထင်လဲနောက်ပြီးတော့နေရာရလာနိုင်တဲ့ရလာတဲ့လူငယ်ကစားသမားတွေပေါ်မှာရောဘယ်လိုထင်မြင်ယူဆကြလဲဆိုတာကိုကျွန်တော်ရဲ့ဒီ video ရဲ့ comment အောက်မှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ဒီ video လေးကတော့ဒီလောက်ပါပဲနောက်ပြီးတော့ကျွန်တော်လီဗာပူးပွဲတွေရှိတိုင်းမှာကျွန်တော်ရဲ့ YouTube channel ရပေါ့နော်ဆိုတော့ watch along လေးတွေကို live လွှင့်ပါတယ်ဆိုတော့လာရောက်ကြည့်ရှုဖို့လည်းဖိတ်ခေါ်ချင်ပါတယ်လာရောက်ကြည့်ရှုခြင်းတဲ့သူတွေအတွက်ကိုလည်းcaption နဲ့ comment မှာကျွန်တော်ရဲ့ YouTube channel link ကိုချပေးထားပါမယ်အားလုံးကိုကျေးဇူးထူးပါ